ဒီကျုံးမှာကလေးတယောက်မွေးဖွားလာတိုင်းလူဦးရေများတက်အောင်လူတယောက်ကမဖြစ်မနေအသေးခံပေးရပါတယ်ဒီနေရာမှာလူ913ယောက်စာအတွက်ပဲအရင်းမြစ်တွေရှိတာပါအဖိုးဖြစ်သူဟာသူ့ရဲ့မြေလေးကျန်းကျန်းမာမာမွေးဖွားလာတာကိုမြင်လိုက်ရတဲ့အခါကျုံးရဲ့ငင်းချမ်းရေးအတွက်ဘာမှမစင်စားတော့ပဲတောင်ကမ်းပါးရံပေါ်ကနေခုန်ချသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆရာဝန်ကအခုနောက်ထပ်လူတယောက်ထပ်တည်ပေးဖို့လိုသေးတယ်လို့ပြောလိုက်ပါတယ်အเจ้าမှာအမွှာမွေးဖွားခြင်းသို့မဟုတ်အခြားအခြေအနေတစ်ခုကြောင့်ဖြစ်နိုင်ပါသည်ကျုံးရဲ့ခေါင်းဆောင်တွေဟာချက်ချင်းအရေးပေါ်စည်းဝေးခေါ်ယူခဲ့ကြတယ်အချို့ကစီးမြင့်ကိုတစ်ချိန်လောက်ချိုးဖောက်တာဘာမှမဖြစ်ဘူးလို့ပြောပေမဲ့ကျန်တဲ့သူတွေကတော့သဘောမတူခဲ့ကြပါဘူးပြင်ပလောကမှာ virus တွေပြန့်နှံ့နေတာကြောင့်အကယ်၍စီးမြင့်ကိုတစ်ချိန်လောက်ရှုပ်ပုတ်ပေးလိုက်ရင်နောက်ပိုင်းမှာဘလို့မှထိန်းချုပ်နိုင်မှာမဟုတ်တော့ပါဘူးအမှတ်ပေးစနစ် point system ဒါနဲ့သူတို့ဟာအမှတ်ပေးစနစ်တစ်ခုကိုစတင်ခဲ့ပါတယ်လူတိုင်းမှာအမှတ်တွေရှိလာမယ်ကောင်းတာလုပ်ရင်အမှတ်တိုးပြီးအမှားလုပ်ရင်အမှတ်လျော့မယ်အမှတ်အနည်းဆုံးလူဟာတေးရမှာပါကောင်းလေးတယောက်ဟာ TV ကြည့်ရင်သူ့နာမည်ကအောက်ဆုံးကနေရေးတွက်ရင်တတိယမြောက်ဖြစ်နေတာကိုတွေ့ပြီးထိတ်လန့်သွားပါတယ်ဒါပေမဲ့သူ့တငယ်ချင်းကမကြောင်နဲ့ငါအမေကကျုံးရဲ့ခေါင်းဆောင်ပဲသူမင်းကိုကယ်ပါလိမ့်မယ်လို့အားပေးခဲ့ပါတယ်နောက်နေ့မှာခေါင်းဆောင်ဟာသူ့သားရဲ့တငယ်ချင်းကိုအမှတ်တိုးအောင်လုပ်နည်းတင်ပေးပါတယ်လူတွေကိုပန်းသီးတွေဝေခိုင်းတဲ့အတွက်ကောင်းလေးရဲ့အမှတ်တွေတက်လာပါတယ်အမှတ်အနည်းဆုံးဖြစ်နေတာကတော့လွန်ခဲ့တဲ့ရက်ပိုင်းကခိုးမှုကျူးလွန်ထားတဲ့ထင်းခုတ်သမားတယောက်ပါလူတွေကသူ့ကိုပဲအသေးခံဖို့ရွေးချယ်လိုက်ကြပါတယ်တုံလုံးခွေရအမှန်တရားထင်းခုတ်သမားကိုတပ်ဖို့ခေါ်သွားတဲ့အခါသူ့ဇနီးဖြစ်သူကမတ်တက်ရက်ပြီးတုံလုံးဆရာအမှန်တရားကိုဖွင့်ချလိုက်ပါတယ်ကျုံးရဲ့ခေါင်းဆောင်ဟာအမျိုးသမီးတွေကိုသူမရဲ့သားနဲ့အိတ်ဆက်ဖို့အကြက်ကန်ခဲ့ကြောင်းအကယ်၍ညှင်းဆန်ခဲ့ရင်နောက်လတွေမှာသူတို့ရဲ့စားနပ်ရိက္ခာကိုဖျက်တောက်မယ်လို့ချိန်ချောက်ခဲ့ကြောင်းပြောပြလိုက်ပါတယ်အစကဘယ်သူမှမယုံကြည်ပေမဲ့နောက်ပိုင်းမှာတခြားအမျိုးသမီးတွေပါထွက်လာပြီးဖြစ်ရမှန်တွေကိုပြောပြခဲ့ကြပါတယ်ကောင်းလေးဟာကြောက်လန့်တကြားနဲ့သူ့အမေစီပြေးသွားပြီးကယ်ဖို့တောင်းပန်ပါတယ်ဒါပေမဲ့လူအုပ်ကြီးရဲ့ရှေ့မှာတော့သူမဘာမှမတတ်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူမရဲ့သားကိုပဲတတ်ဖို့မဲခွဲကြရမှာလူလေးရကျော်ကထောက်ခံခဲ့ကြပါတယ်နောက်ဆုံးဆုံးဖြတ်ချက်ကောင်းလေးတရားတော့မဲ့အချိန်မှာအမေဖြစ်သူကသူ့သားကိုမသေးစေချင်တဲ့အတွက်ကျွန်းအပြင်ဘက်ကိုနှင်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အပြင်လောကမှာ virus တွေရှိနေတာကြောင့်အားလုံးကအဲ့ဒီဆုံးဖြတ်ချက်ကိုသဘောတူလိုက်ကြပါတယ်ထောင်ထဲမှာပိတ်လောင်ခံထားရတဲ့ကောင်းလေးစီကိုအဲ့ဒီညမှာသူ့အမေလာတွေ့ပြီးသူမရဲ့ရွှေဆွဲကြိုးကိုပေးလိုက်ပါတယ်ဒါဟာသူမနောက်ဆုံးပေးနိုင်တဲ့အရာဖြစ်ပြီးတားဖြစ်သူအပြင်လောကမှာအသက်ရှင်နိုင်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်နောက်နေ့မှာလက်နက်ကင်တွေကကောင်းလေးကိုကျွန်းပြင်ပကိုခေါ်ထုတ်သွားပါတယ်သူထွက်သွားတဲ့အချိန်မှာထင်းခုတ်သမားရဲ့နှာခေါင်းကိုထိုးချိတ်သွားပြီးဘာနောင်တမှမရှိတဲ့ပုံစံနဲ့ထွက်သွားခဲ့ပါတယ်ဒါပေမဲ့ပျက်စီးနေတဲ့မြို့ပြက်ကြီးတွေကိုရောက်တဲ့အခါမှာတော့သူစတင်ကြောက်လန့်လာပါတယ်ကျုံးပေါ်ကလူတွေကိုသူ့ကိုပြန်ခေါ်သွားဖို့သူ့အမေကအရာအလုံးပေးပါလိမ့်မယ်လို့အော်ဟစ်တောင်းပန်ပေမဲ့လူတွေကတော့သူ့ကိုအရင်ကတည်းကမုန်းတီးနေတာကြောင့်ရိုက်နှက်ပြီးထားခဲ့ကြပါတော့တယ်